အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် CPU အမြင့်ပြီးရင် graphic အမြင့် RAM မိုက်စားတွေနဲ့ပေါ့နော် gaming laptop တစ်လုံးကိုပြပြပေးမယ်သူရဲ့ design color လည်းအရင်မိုက်တယ်။ဟောတော့ Aspire 5 15ခေါ်မှာပေါ့နော်။သူကတော့ဗာနဲ့လာလဲဆိုရင် Intel CPU ကတော့ i9 30 generation နဲ့လောက်လာတယ်။အဲ့တော့ CPU Intel Core i9 ကိုမှသုံးနေတယ်30 generation အမြင့်နဲ့သုံးနေတယ်ဆိုရင်တော့ဒီကောင်လေးရွေးချယ်ဖြစ်မယ်။ပြီးရင်ကြိုက်တဲ့ချက်ကတော့ RAM ပေါ့နော် DDR5 16GB ဖြစ်သွားမယ်။ SSD 512ပါဝင်မယ်။ Okay ဒါတွေက upgrade လုပ်လို့ရပါတယ်။ gaming တွေဆို slot board တွေပါတာပဲ။နောက်တစ်ခုကတော့ကျွန်တော်ရွေးချယ်ရမယ်ဟာတော့ graphic ပေါ့နော် graphic ကတော့ share ဖြစ်ရအောင်ပေါ့နော်အဲ့တော့ဒီကောင်လေးကတော့ဗာလဲဆိုရင် RDX Nvidia RDX 4060 8GB ပါဝင်မယ်ပေါ့နော်အဲ့တော့ Nvidia RDX 4060 8GB ပါဝင်မယ်ကျွန်တော်တို့လုံးဝဒါ software ကြီးတွေနိုင်သွားပြီ game ကြီးတွေလည်း AC ဆောလို့ရသွားပြီgame တွေအတွက်ဒါမှမဟုတ်လည်း runner ချတွေအတွက်ဆိုရင်ဒီကောင် screen refresh rate လည်းကျွန်တော်အကြိုက်ဆုံးတော့ပါတယ်ပေါ့နော်သူက165 frame rate ပါဝင်တယ်အဲ့တော့ hash ပါဝင်တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးတွေကကျွန်တော်တို့ကဒီ game ဆောတဲ့ခါမှာပဲဖြစ် runner ချတဲ့ခါမှာပဲဖြစ်အရင်မိုက်နေမယ် second refresh rate တွေကလည်းဒီCPU ဒီ graphic ဒီ RAM နေနဲ့ဆိုရင်တော့ကျွန်တော်တို့ software ကြီးတွေ engineer software တွေ Windows software တွေ video editing ဘာညာအကုန်လုံး AC ကြိုက်တာသုံးလို့ရသွားပြီကဲ specification တွေပြောပြီးပြီဆိုတော့သူ့ရဲ့ကျွန်တော်တို့ဒီ body structure ပြီးကျွန်တော်တို့သူ့ရဲ့ cover design အလန်းနေကြည့်အောင်ဟုတ်ပြီနော်မင်းမကတော့အရင်ကြိုက်တယ်ဒီကောင်ဒါโอเคဒီမှာတစ်ချက် show လိုက်တော့ကသူ့ရဲ့ဒီcover design ကအလန်းSR Nitro 5ကျွန်တော်ရင်တော့ပြောသလိုပဲဒီမှာ SR Nitro ရဲ့ဒီခါလေးကပြောင်းသွားတယ်ဘာလဲဆိုတော့ Predator ရဲ့တစ်ချမ်းပေါ့နော် SR Predator နာမည်ကြီး SR Predator ရဲ့ logo တစ်ချမ်းလေးကျွန်တော်တို့ဖြစ်သွားပြီလုံးဝဒီမှာလုံးဝ colorful ပုံစံမျိုးဒီ ray တွေပြင်းနေတဲ့ style လေးတွေဒီမှာလုံးဝ painting အစားပေါ့နော်နောက်ပိုင်း SR တွေက painting ကိုလည်းတော်တော်လေးဟိုဖြစ်လာတယ်ဒီမှာcover design တွေလည်းလမ်းလာရင်လို့အရင်ကြီးမရိုးတော့ဘူးပေါ့နော် share ပဲကြည့်ဒီမှာအရင်လည်းမထူဘူးကျွန်တော်ပွင့်လင်းပြောရင် TUF တွေလောက်ကိုမထူဘူးဒီကောင်လေးကလေ TUF တွေလောက်ကိုမထူဘူး okay ဒီမှာ TUF တွေလောက်ကိုမထူတာအရင်မိုက်တယ်နော်i9 နဲ့သုံးရမယ် graphic performance ကလည်းအကျန်းစားနဲ့သုံးရမယ် screen refresh rate ကလည်းအမိုင်စားနဲ့သုံးရမယ်ပြောချင်တာတော့အရင်လည်းမထူတဲ့အတွက်ကျွန်တော် business သမားတွေလည်းတော်တော်လေးကိုအဆင်ပြေတယ်ပြောချင်တာကရုံသွားတယ်ယူသွားတယ် high performance laptop လည်းသုံးရမယ်အိမ်ပြန်ရောက်တယ်အိမ်ပြန်ရောက်ပြီးတော့ကိုတို့ monitor နဲ့ပဲ join TV နဲ့ပဲ join ကိုတို့ game install လို့ရမယ်ပေါ့နော်အဲ့လိုမျိုးဘတ်စုံသုံးလို့တနေ့ကုန်သုံးတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒီလိုမျိုးဟာတွေရိုးလို့ရတယ်ဒီကတော့ဒီကောင်အစားလေးကတော့ကျွန်တော်က Nitro Sun လည်းသဘောကျတယ်ပေါ့ Nitro Sun မှာ temperature တွေလည်း monitor လုပ်လို့ရမယ် heat control system နဲ့လုပ်လို့ရမယ်အဓိကတော့ DDR5 ဖြစ်သွားမယ် Wi-Fi 6 ဖြစ်သွားမယ်online 6ဖြစ်သွားမယ်ပေါ့နော်ပြီးရင် refresh rate ကိုလည်းကြိုက်တာပေါ့နော်165ဆိုတဲ့ refresh rate ကလည်းမနေဘူးပုံမှန် TUF တွေမှာဆိုရင်ကျွန်တော်တို့က144 Hz ပဲပါဝင်တာပေါ့နော် okay ဒီမှာ port နေနေကတော့သူကတော့ port လေးကတော့နည်းနည်းတော့နည်းတယ် USB port 3 port Type C HDMI network port မဆိုပါဘူးဒီမှာ adapter ပါတယ်ဟုတ်ပြီနော် shareဟုတ်ပြီနော်ဈေးကတော့ကျွန်တော်တို့ဒီကောင်တော့350ဝန်းကျင်မှာရှိနေမယ်ဟုတ်ပြီနော်ဒါပေမဲ့သူ့ရဲ့ဒီ CPU specification graphic specification နဲ့ဆိုရင်တော့မဆိုးပါဘူးဒီကောင်လည်း brand new ဖြစ်မယ်အမှန်ကန်တစ်နှစ်ပါဝင်မယ် okay အဲ့တော့ကိုကနေမှာ heavy duty heavy game တွေ heavy software တွေ heavy runner တွေချကြနေဆိုရင်တော့ဒီ laptop လေးကိုရွေးချယ်ဖို့အတွက်အကြံပေးလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်